မရဘူးပိတ်လိုက်ပြီမပွင့်မေဘူး Oh no! ရဒီရုပ်ကလေးနဲ့စောမစောကြုံလားဟမ်ခလေးရှိမှာဖုန်းကြည့်ရဆိုရင်တော့မေမေတို့ရေသူတို့ကလည်းကြည့်ချင်နေမှာနော်သူတို့ဖုန်းမကြည့်ချင်အောင်လို့ကဘာအလွယ်ဆုံးစိတ်ပြောင်းအောင်လုပ်လို့ရတယ်နီးရှိရဲ့လျှို့ဝှက်ချက်လေးကိုပြောပြမယ်နော်ရင်းနဲ့စောလို့မပြောတဲ့ကလေးမရှိဘူးနော် beach style လေးတွေပါပါတယ်ဆိုရင်တော့ပို့ပြောပေါ့တောင်တောင်ရင်စောကြမလားစောမေးရှေးပုံးလေးနဲ့ဟောရေခတ်လိုက်ပြီရေလောင်းမယ်ရဟတ်ကြီးဘယ်လိုလဲသွားမလဲဆိုတာကြည့်ထားနော်ဟာတော့ရင် look at this ဟာရေလေးကျော်တော့လားဟာပြောလားအောက်ကတည်းကကြည့်ကြကွက်ကလေးကိုခေါ်လာပြီဘာလေးလဲ sea horse ခေါင်းလေးရဲ့ဟေးသူတို့ကိုဆဲ့မယ်တုံတုံက starfish လေးတစ်ကောင်တဲလာပြီဟေးထည့်လိုက်ပါဦးဝေါမမကခေါင်းလေးပါလာပြီရတယ်ပါလာပြီ sea horse လေးပါလာပြီဟုတ်တယ်တေချာတော့ပြုံးမကြစင်းနဲ့ sea horse လေးကိုထည့်လိုက်ပါဦးဝါကဲပုတ်ကကရပြန်တော့မယ်ဘိုင်ဘိုင်ဒီလိုမျိုးရင်းနဲ့ဆော်ရဲဆိုတာက sensory play အာရုံခံစားမှုဆိုင်ရာကစားနည်းလို့ခေါ်တယ်နော်ဒါမျိုးကလေးတွေမှာကစားပေးတယ်ဆိုရင်ဉာဏ်ရည်ဖွံ့ဖြိုးပြီးတော့အာရုံစူးစိုက်မှုလည်းကောင်းစေရနော်တုံတုံလေးကိုပဲကြည့်အခုဆိုရင် तू ဖုန်းကြည့်ဖို့တော့မှမေ့သွားပြီဒါပေမဲ့အင်ကြီးတော့နည်းနည်းတော့ဆိုတာပေါ့နော်မိမိတို့လည်းအိမ်ကလေးတွေအမွှေစိန်လေးတွေကိုဖုန်းချက်ချင်နေဆိုရင်ဒီလိုနည်းလေးကိုတုံးကြည့်နော်လက်တွေ့သုံးဝင်နေဒီဗီဒီယိုလေးကိုသဘောကျရဆိုရင် like and follow လေးလုပ်ဖို့မမေ့နဲ့နော်